လုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့ရောက်ရှိနေတာကတော့အိန္ဒိယနိုင်ငံ Hyderabad မြို့အနာက SR University ဖြစ်ပါတယ် SR University ကပုဂ္ဂလိကတက္ကသိုလ်တစ်ခု private university တစ်ခုဖြစ်ပါတယ်ဒီမှာတက်ရောက်နေတဲ့ကျောင်းသားစုစုပေါင်း 8000 ကျော်လောက်ရှိပါတယ်ကျွန်တော်တို့ကတော့ဒီနေ့ AI နဲ့ robotic သင်တန်းအဲ့ဒီဟာလာတက်ကြတာပါစုစုပေါင်း10 ရက်ကြာမှာဖြစ်ပါတယ်10 ရက်ဆိုပေမဲ့သူတို့ရဲ့ပုံမှန် training တွေအစားကျွန်တော်တို့ခြုံပြီးတော့10 ရက်စာနဲ့စီစဉ်ပေးတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ကတော့ SRIX ဆိုတဲ့ SR Innovation Center မှာလာပြီးတက်ရောက်နေတာဖြစ်ပါတယ်ဆရာဆရာမတွေနောက်ပြီးတော့ကျောင်းသူကျောင်းသားတွေဒီမှာတက်နေကြတာနောက်သင်ကြားနေကြတာအများကြီးပဲအားရစရာကောင်းပါတယ်ကျွန်တော်တို့လည်း AI နဲ့ robotic သင်တန်းကိုဒီမှာတက်ပြီးသွားရင် AI နဲ့ robotic ကိုပြန်ပြီးတော့မြန်မာနိုင်ငံမှာပြန်ပြီးတော့ဖြန့်ဖြူးနိုင်ဖို့ရည်ရွယ်ပါတယ်